တကယ်ဆွဲမယ်ထူးပြီဟေးကောပြီကဲအဲ့ဒါလေဘာပါလဲဆိုရင်ဟောစက်ကြလေးနဲ့အခက်မထားတဲ့စက်ကြဟောကျွန်တော်တို့စက်ကြပါပဲကျွန်တော်တို့ဘာပါမလဲဆိုရင်ရေတခုမြန်မာပြည်ပေါ်ဒေသတွေအေးချမ်းစေဖို့ရေတခုတရုပ်ခေါ်ပြီးတော့တက်သွားခြင်းဖြစ်ပါတယ်။အိုးခါတော့အိုးချရမယ်နော်။အဲဓာတ်ပုံလည်းရိုက်နောက်ကခပတ်နဲ့လည်းသတိထားဒီချိန်မဲ့လို့ကောင်းတဲ့အချိန်နော်။ဘာမှမကြည့်ရနဲ့နေဟောမိနစ်ကားလေးစီးမီဂလိုက်တာဟောရှူဟာချလိုက်ပြလေးပြကြတာပဲဘိုးကုတ်ကကြောက်နေနဲ့ဖာကောင်ကကြောက်စိတ်ဟောပလဲနေကျိုးစုကပလဲပါတယ်ဟောလာရဗျာလာပါလေပါတယ်ပလဲကောင်းလို့ဟောကျွန်တော်တို့ကိုလိုဝတ်တွေဘက်ကကျွန်တော်တို့ဝါရင်းနဲ့ပါတယ်လာရဗျာအောက်ကလက်နဲ့ကျွန်တော်တစ်စမီတစ်စအောက်ခြေထိကိုကျွန်တော်တို့အမြင့်တန်းနေရမယ်အပေါ်ကအရက်ရှိမျက်နှာကိုညီညွတ်စွာဖြန့်ကားနေရမယ်အဲ့ဒါဆိုမှတ်ရတယ်အောက်ခြေကနေပြီးတော့ထီးလေးလို့လက်ကင်လေးဖြစ်ပြီးတော့အပေါ်မှာဖြတ်ပန်းနေပဲလက်ခုပ်ဩမရလို့တဲ့ဒီလက်ခုပ်လည်းပြီးဓာတ်ပုံလည်းရိုက်နောက်ကခပိုင်းနိုင်လည်းသတိထားနော်နိုင်လို့ကောင်းတဲ့ချိန်ဒီချိန်ကြီးကဟောလာပြီပယင်းနေလာရဗျာအပေါ်မှာမိတ်တုံနဲ့နေတာကတော့ကျွန်တော်တို့မိတ်တုံကတော့ကျွန်တော်တို့မိတ်တုံကြည့်လို့ခေါ်ပါတယ်ကျွန်တော်ကအဲ့ဒါလေးတွေကလာတယ်ဗျာအောက်ခြေခိုင်နေအပေါ်မှာပြန်ကားတယ်ဒါကအမှတ်တွေဟောမိတ်တုံကစต็อกလေးတွေအဲ့ဒါကမိတ်တုံကြည့်လို့ခေါ်တယ်အင်္ဂလိပ်တချင်းလေးတပုတ်တော့ဆိုပြရင်နေတယ်ဗျာ Twinkle little star how I wonder if you are about a diamond in the sky မိတ်တုံနဲ့ကောင်းကင်မှာရှိနေတာစိတ်လေးတွေပွင့်နေတယ်လို့ပါပဲဆိုတဲ့တိတ်ပါခင်ဗျဟောအရက်ရှိမျက်နှာပြတ်နေပြဲတယ်မိတ်တုံကြုံလို့နေကျွန်တော်တို့တော်လှတယ် Twinkle little star နော်မိတ်တုံကြဲလေးတို့ပေါ့ဗျာ
တဲ့များလေဟောကလိုက်ကြရတဲ့ရစ်ခါခွေကတဲ့မိနကလေးတွေဟောဟိုကိုကြောက်ဟောဖားကကြောက်စိတ်အဝါရောင်ကတာကိုလင်းကပြင်းနေဗျလာတယ်အရက်ရှင်းနေတော့ဖြာမယ်အောက်ကိုဒလဇတ်ချီတိုင်ကောင်းတယ်ချီတိုင်ကောင်းတယ်အောက်ကကလိုက်တာလေးတွေလာတယ်ဗျာလာတယ်ဗျာလာပါလေအော်လာတယ်တင်းကဆိုကျွန်တော်ပြောတဲ့အပွင့်ကြီးတွေဗျာစတုပ်အပွင့်ကြီးတွေကျွန်တော်ကြိုသိတယ်လေဒါကြောင့်မို့စတုပ်ကြီးတွေပါတယ်ဆိုတာဟောစတုပ်ကြီးတွေဘယ်လောက်လှရတယ်ဗျာအောက်အတန်းကလည်းဗျာရွှေရောင်ငွေရောင်လက်ရောင်အဝါရောင်အောက်တိုင်တွေကလည်းခင်းနေတာပဲအပေါ်ဖြတ်နေတာလည်းကားနေတာပဲဟောဖားကကျွန်တော်စိတ်ဟောဘိုးကိုကကြောက်ဒီပြမြာဟောအဲ့ဒါကမိုက်ရှူပါဗျဒီလည်းမနေဘူးကဲဘောလုံးမအောက်ကအိတ်ထုံလည်းဒီများတိုက်နေတယ်ကြည်ဟုတ်နော်အောက်ကဟာလည်းဒီများတိုက်နေတယ်ငိမ့်ခံနေတယ်ပတ်ဆိုင်အိတ်ပါသွားမယ်ဟဲ့လာပြီပါရတော့လက်ကပြန်အာကရင်ကဝင်းတောက်လေနှခါအဆက်ဆိုတာဒါပဲနော်ကဲရိုက်သေချာရိုက်အောက်ကလည်းနိုင်သေချာနိုင်တိတ်ကောင်းတဲ့အခွင့်အရေးပဲဒါနော်နိုင်ရိုက်နိုင်နောက်မှလာပြီးတော့ပြောကြနော်ငါရှိဦးကျမကြီးကွဲသွားပြီတဲ့ကွဲတော့မသိလိုက်ဘူးဖြဲသွားတယ်ဟွာတရားနဲ့နော်ကျမကြီးကွဲသွားပြီဆိုပြီးလာပြန်ကဲယူရဲယူရရှုလို့
Thank you.